လို့အသက်ရှင်စဉ်စုံစမ်းမှုတွေအမြဲတမ်းတွေ့ကြုံပဲရီမှန်းချက်ပန်းတိုင်းများနီးရဲ့နေဝေးရခြင်းကိုတော့ရှင်ကိုမျှော်ကြည့်လိုက်ပါတရွေ့ရွေ့ပြောင်းလဲနေဒီကဘာကြီးအချင်းစရိုက်တွေရှင်သခင်ပေးလို့နေရှောင်းလန်းရမယ်ဘဝရဲ့ရှိခရီးမျောလင်းခြင်းခွန်အားကြည်ဝါနေသောနှလုံးသားများအတွက်အေးမြတ်သက်ဆိုင်ရင်ကိုတော်ရှင်ခရစ်တော်ပေးနေပြီတရွေ့ရွေ့ပြောင်းလဲနေဒီကဘာကြီးကျင့်စရိုက်တွေရှင်တင်းတွင်နေနှလုံးသားများလောင်ကျွမ်းရှင်စဉ်စုံစမ်းမှုတွေအမြဲတမ်းတွေ့ကြုံပဲရီမှန်းချက်ပန်းတိုင်းများဤရဲ့နေဝေးရခြင်းကိုတော်ရှင်ကိုမျှော်ကြည့်လိုက်ပါလိုအပ်မှုများခရစ်တော်ရှင်သခင်ပေးလို့နေရှောင်းလန်းရမယ်ဘဝရဲ့ရှိခရီးမျှော်လင့်ခြင်းခွန်အားရှင်ခရစ်တော်ပေးနေပြီလိုအပ်မှုများခရစ်တော်ရှင်သခင်ပေးလို့နေရှောင်းလန်းရမယ်ဘဝရဲ့ရှိခရီးမျှော်လင့်ခြင်းခွန်အားကြည်ဝါနေသောနှလုံးသားများအတွက်အေးမြတ်သက်ဆိုင်ရင်ကိုတော်ရှင်ခရစ်တော်ပေးနေပြီ
Chingu ang medri yaba Tingu tama pusang kang jipemi Kuro buda aku ba O kamong day day kato eka Kuro shindi enama Yezwa leku selye pusang do Musha kuro lali kulong ya O kamong day day kato eka Kuro shindi enama Yezwa leku selye pusang do Musha kuro lali kulong ya in the
သာသနာတော်မှာ
吧，亲吻间间，心亲吻的亲苏眉，星空在呀都卡苏瑞脚片，但是没结嘛，冷的嘛亲吻的嘛谁吧，都看那都看那苦难比亲姐，呀呀阿龙。တရားတွေကိုယ်တိုင်ပဲလူသည်ဖျားမဟုတ်မြေမုံကလာချိန်တမြေမုံသွားရမှာဟန်ဆောင်မနေနဲ့တော့ကွာငရေလာကောင်းကင်ရွှေပြည်လာတိကျတဲ့ဖြေတစ်ခုတော့ထာဝရအတွက်ရွေးရမယ်ကိုယ်တိုင်ခံစားရမယ်အမြဲထာဝရဆုံးဖြတ်ချက်လေးမခဲ့ရင်ထာဝရမတွေ့ဘူးစရာပဲအသက်ထွက်တဲ့အစားချိုးကရှိခဲ့လေသူယေရှုသာဒီမနောလက်ပြီးတထာဝရခိတ္တလောကဧသည်အချိန်တန်ပြန်ထွက်သွားရမယ်ခန္ဓာကြွေလွင်ခဲ့ရင်တင်းရဲ့ဝိညာဉ်ပဲစီလေထာဝရခရီးအတွက်လည်းခုရှိနေတယ်အိုးနာသေးခြင်းနဲ့လူအနိစ္စတရားဒီကိုယ်တိုင်ပဲလူသည်ဖျားမဟုတ်မြေမုံကလာအချိန်တည်းမြေမုံသွားရမှာဟန်ဆောင်မနေနဲ့တော့ကွာငရေလာကောင်းကင်ရွှေပြည်လာတိကျတဲ့အဖြေတစ်ခုတော့ထာဝရအတွက်ရွေးရမယ်ကိုယ်တိုင်ခံစားရမယ်အမြဲထာဝရဆုံးဖြတ်ချက်လေး
တာတရားတွေဟာဘယ်ခါမှမေ့လို့မရနိုင်ပါတို့အပြစ်တွေအလွန်ဆိုးညစ်နေဖြူစင်စိမ်မိုးဝင်ပမာချစ်ချင်းမြတ်တာသူပြခဲ့တဲ့ယနေ့ထိတိုင်အောင်လေဘယ်ခါမှမေ့လို့မရနိုင်ပါရှာဒါရီဟာလီဘယ်ခါမှမေ့လို့မရနိုင်ပါကရာနီတောင်ကုန်းထက်မှလူသားတိုင်းတွေ့သစ္စာသွားရှာမြတ်တာတရားတွေဟာဘယ်ခါမှမေ့လို့မရနိုင်ပါတို့အပြစ်တွေလုံဆိုးညစ်နေဖြူစင်စိမ်မိုးဝင်ပမာချစ်ချင်းမြတ်တာသူပြခဲ့တဲ့ယနေ့ထိတိုင်အောင်လေနိုင်ပါဂရာနီတောင်ကုန်းထက်မှသခင်ယေရှုခရစ်တော်ဟာနာကျင်ခြင်းဝေဒနာနဲ့တိုင်တော်ထက်မှကြည်မိခံကလူသားတိုင်းအတွက်သစ္စာတရားရှာဒါ
ရွှေငြိမ်တဲ့ချီ